ပင်လယ်ထဲမှာအန္တရာယ်ရှိဆုံးသတ္တဝါဆိုရင်လူများစုကတော့ငမန်းကိုပဲထင်ကြပါတယ်။ဒါပေမဲ့အမှန်တကယ်မှာတော့ငမန်းထက်အစိပ်ပြင်းတဲ့သတ္တဝါတွေလည်းရှိနေပါတယ်။အချို့သောပင်လယ်သတ္တဝါတွေကတော့ကြီးစံတဲ့မြန်တဲ့တိုက်ခတ်မှုတွေပြုလုပ်နိုင်ပြီးအမောင်နဲ့ရှိုင်းတဲ့ပင်လယ်အောက်မှာအလင်းမလိုပဲအစာရှာနိုင်ကြပါတယ်။အထူးဆန်းဆုံးကတော့အသက်အရွယ်ကြီးလာတဲ့အခါဆဲတွေကိုငယ်ရတဲ့အဆင့်သို့ပြန်လည်ပြောင်းလဲနိုင်တဲ့သတ္တဝါမျိုးတောင်ရှိနေပါတယ်။ဒီဗီဒီယိုမှာတော့သမုဒ္ဒရာတွေကအံ့ဩဖွယ်အကောင်းဆုံးစူပါစွမ်းရည်ရှိတဲ့သတ္တဝါ20ကျော်ကိုသိပ္ပံအချက်အလက်များနဲ့အတူလေ့လာသွားကြပါမယ်။ပင်လယ်ထဲမှာအများဆုံးကူးခတ်နိုင်တဲ့သတ္တဝါတွေထဲမှာ Sailfish တွေပါဝင်ပါတယ်။သူတို့ဟာတနာရီ100ကီလိုမီတာနီးပါးအမြန်နှုန်းနဲ့ကူးခတ်နိုင်ပြီးသားကောင်ကိုလင်းမြန်စွာလိုက်ဖမ်းနိုင်ပါတယ်။ထူးခြားတာကသူတို့ရဲ့အယောင်ကိုလည်းချက်ချင်းပြောင်းလဲနိုင်ပြီးသားကောင်ကိုမျက်စိလဲသွားစေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကတော့အာချာဖစ်ပါဒီငါးတွေဟာရေပေါ်ကပိုးမွားတွေကိုရေနဲ့ပစ်ပြီးဖမ်းယူကြပါတယ်။အံ့ဩစရာကောင်းတာကသူတို့ဟာအလင်းရိုင်မှုကိုတွက်ချက်ပြီးတိကျမှုအလွန်မြင့်မားစွာပြစ်နိုင်ကြတာပါ။ Mantis shrimp ဟာသမုဒ္ဒရာထဲကအပြင်းထန်ဆုံးတိုက်ခိုက်နိုင်တဲ့သတ္တဝါတွေထဲကတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့လက်သီးရိုက်ချက်ဟာကြီးစံအမြန်နှုန်းနီးပါးရှိပြီးရိုက်ချက်ကြောင့်ရေအတွင်းမှာ short wave ဖြစ်ပေါ်စေနိုင်ပါတယ်။အချို့ကတော့ငါးပြားတိုက်ကမှန်တွေကိုတော့ဆွဲနိုင်တယ်လို့သိရပါတယ်။ Pistol shrimp ကတော့အတန်လွန်ကျယ်တဲ့ရေလိုင်းပောက်ကွဲမှုကိုဖန်တီးပြီးသားကောင်ကိုမူးဝေသွားစေပါတယ်။ Electric eel ကတော့လျှက်စစ်အားမြင့် shot ထုတ်နိုင်ပြီးကာကွယ်ရေးနဲ့အစာရှာရာမှာအသုံးပြုပါတယ်။ Octopus တွေကတော့တဘာဝရဲ့အကောင်းဆုံး conflict master တွေထဲမှာပါဝင်ပါတယ်။သူတို့ဟာအယောင်အတားအည်တက်ချာပုံတံတို့ကိုအချိန်အတိုတွင်းပြောင်းလဲနိုင်ပါတယ်။ Mimis octopus ကတော့အခြားသတ္တဝါမျိုးစုကိုပိုတူကူးနိုင်ပြီးရန်သူကိုလှည့်စားနိုင်ပါတယ်။ Cuttlefish ကင်းမွန်ငါးတွေကတော့ခန္ဓာကိုယ်ပေါ်မှာလှိုင်းပုံစံအလင်းပတ်တန်တွေဖန်တီးပြီးသားကောင်ကိုစိတ်ရှုပ်ထွေးစေပါတယ်။ Horned snail ဟာအရွယ်သေးပေမဲ့အလွန်အန္တရာယ်ရှိတဲ့အစိတ်ကိုပိုင်ဆိုင်ထားပါတယ်။သူတို့ဟာမိန်းလိုပုံစံရှိတဲ့သွားနဲ့သားကောင်ကိုချက်ချင်းတိုက်ခိုက်နိုင်ပါတယ်။ Bout jellyfish ကတော့ပင်လယ်ထဲမှာအစိတ်ပြင်းဆုံးသတ္တဝါတွေထဲမှာပါဝင်ပြီးအလွန်လင်းမြန်စွာအစိမ့်ဖြတ်နိုင်ပါတယ်။ Blue ring octopus ကတော့အရွယ်သေးပေမဲ့အလွန်ပြင်းထန်တဲ့အာယိုကြောဆိုင်ရာအစိတ် neurotoxin ပါဝင်ပါတယ်။ Hagfish တွေဟာရန်သူတိုက်ခတ်လာတဲ့အခါအချွဲအလွန်များစွာထုတ်ပြီးကာကွယ်ကြပါတယ်။ Sea cucumber လို့ခေါ်တဲ့ပင်လယ်သခွားသီးတွေကတော့ရန်သူကိုစိတ်ရှုပ်ထွေးစေဖို့ခန္ဓာကိုယ်အတွင်းအစိတ်ပိုင်းများကိုအပြင်သို့ထုတ်ပစ်နိုင်ပါတယ်။ Starfish တွေကတော့လက်တံပြတ်သွားရင်တော့ပြန်လည်ပေါက်ဖွားနိုင်တဲ့ regeneration စွမ်းရည်ရှိပါတယ်။ Barrel eye fish ရဲ့ထူးခြားချက်ကတော့ဖောက်ထွင်းမြင်ရတဲ့ဦးခေါင်းပုံသဏ္ဍာန်ဖြစ်ပြီးနှလုံးတွေကိုအပေါ်ဘက်သို့လှည့်ကြည့်နိုင်ပါတယ်။ Anglerfish ကတော့အလင်းထုံးနိုင်တဲ့လူရှားကိုအသုံးပြုပြီးသားကောင်ကိုဆွဲဆောင်ပါတယ်။ Immortal jellyfish ဟာသိပ္ပံပညာရှင်တွေကိုအံ့ဩစေတဲ့သတ္တဝါတစ်မျိုးဖြစ်ပြီးအသက်အရွယ်ကြီးလာတဲ့အခါဆဲများကိုငယ်ရွယ်တဲ့အဆင့်သို့ပြန်လည်ပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်တဘာဝလောကမှာမယုံနိုင်စရာစွမ်းရည်များစွာရှိနေစေပါ။တင်းအတွက်အံ့ဩစရာအကောင်းဆုံးသတ္တဝါကဘယ်တစ်မျိုးလဲကွန်မန့်မှာရေးပေးခဲ့ပါ။ဗုဒ္ဓဗီဒီယိုတွေဆက်လက်ကြည့်ရှုရှင် like subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်။